အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့သူရိန်ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမအောင်ဆုံးစတင်တဲ့ဗီဒီယိုလေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် YouTube မှာဘာလို့ဗီဒီယိုစတင်ရလဲဆိုတော့ပြောပြသွားမှာပါအခုမှဘာလို့စတင်ရလဲဆိုရင်ကျွန်တော် YouTuber တယောက်ဖြစ်ချင်လို့ပါဒါပေမဲ့ဘာလို့အခုမှတင်ရတာဘာလို့ဆိုရင်အရင်တည်းကကျွန်တော် YouTuber ဖြစ်ချင်ခဲ့တယ်ဒါပေမဲ့အင်္ဂါခွင့်ပြုချက်မရလို့ဗီဒီယိုလုပ်ချိန်တော့မရပါဘူးအခုရောဗီဒီယိုလုပ်တာခွင့်ပြုချက်ရပြီလားဆိုတော့မဟုတ်ပါဘူးဘာလို့ဆိုရင်ကျွန်တော်ကအလုပ်ရသွားပါပြီဆိုတော့အလုပ်ရပါဆိုတော့အလုပ်လာနေရပါတယ်အလုပ်မှာနားချင်းကိုဖိတ်ပြီးတော့ကျွန်တော်ဗီဒီယိုလုပ်ရခြင်းဖြစ်ပါတယ်ဆိုတော့နားချင်းကိုဖိတ်ပြီးတော့ကျွန်တော်အခုလိုမျိုးဗီဒီယိုတွေကိုနေ့တိုင်းလည်းတင်သွားမှာပါနေ့တိုင်းမဟုတ်တော့2ရက်တစ်ခါလောက်တင်ပါမယ်ဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါလို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော် subscribe လေးနှိပ်ပြီးတော့လည်း supporting ပေးနိုင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကို channel တိုင်း like လေးနဲ့လည်းအားပေးခဲ့လို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအခုကကျွန်တော်မိတ်ဆက်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးကိုတော်တော်လေးနဲ့ပဲဆုံးသက်လိုက်ပါဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပြီးတော့ခေါင်းလောင်းလေးကိုဖွင့်တာပါဒါမှကျွန်တော်ဗီဒီယိုတင်ရင်ကျွန်တော်ဗီဒီယိုလေးကိုအားပေးလို့ရမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ဗီဒီယိုမှာတွေ့ကြပါမယ်